တော့2003ခုနှစ်အောက်တိုဘာမှာ Sporting Lisbon တင်ကနေပြီးတော့ Man U တင်ကိုပြောင်းရွှေ့ခဲ့ပါတယ်။ပြောင်းရွှေ့ခြင်းအနေနဲ့ပေါင်ဆန်တဲ့မှာ24တန်းဖြင့်ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။နောက်တော့ဆိုရင်ဖြင့် Manchester United ရဲ့ပွဲဥပွဲစဉ်ကို Porto နဲ့တင်မှာစတင်ပြီးတော့ကစားခဲ့ပါတယ်။ဟောတော့ပွဲကစားချိန်မိနစ်60မှာလူစားဝင်ရောက်ခဲ့ပြီးချီစွမ်းပြနိုင်ခဲ့တာကြောင့်ပြည်သက်ရဲ့အားပေးမှုကိုလည်းချက်ချင်းရရှိနိုင်ခဲ့ပါတယ်။ဟောတော့ဆိုရင်သူ့ရဲ့ပထမဆုံးတုံးကို2003ခုနှစ်နိုဝင်ဘာ10ရက်နေ့မှာပြည်မြလေပွဲစဉ်ဖြစ်တဲ့ Manchester United နဲ့ Portsmouth ပွဲစဉ်မှာစတင်ပြီးတော့တွေ့နိုင်ခဲ့ပါတယ်။အများလေးပွဲစဉ်မှာတော့29ပွဲကစားပြီးတော့4ခုတွန်းပြီးတော့4ချိန်ဖန်တီးနိုင်ခဲ့ပါတယ်။ Africa 9ပွဲမှာတော့2ခုတွန်းပြီးတော့3ချိန်ကိုဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။ Champions League ပွဲမှာတော့5ပွဲကစားပြီးတော့ဒီမှုတစ်ချိန်ပြုလုပ်နိုင်ခဲ့ပါတယ်။ဟောတော့အဲ့ရတဲ့မှာ Africa ပိုလိုပွဲမှာမီယောတင်းတဲ့ပွဲမှာလည်းအဖွင့်ကိုကောင်းတိုက်သွင်းယူနိုင်ခဲ့ပြီးတော့ Man U တင်းတဲ့အတူပထမဆုံးစူပလာကိုကန်ယူနိုင်ခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။တောက်တဲ့ဟောနတို့ရဲ့ခုလိုမျိုးချောင်းလေးကိုဆက်ပြီးတော့တင်ဆက်ပေးချင်ပါတယ်။